ကိုပိုကောင်းလာစေမဲ့နီး10နီးတဲ့ကဲအားလုံးပဲမင်္ဂလာပါရှင်ဗရမ မြင့်ချမ်းမြေကျိုးတောင်မှာကိုပိုကောင်းလာစေမဲ့နီး10နီးကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါအောင်နော်နံပါတ်1ကိုပတ်စံမရှိဘူးလို့ဘယ်တော့မှမပြောပါနဲ့ကိုပြောရဲ့စကားကကိုတန်လိုက်ဆက်ကွင်းမှာနံပါတ်2တငယ်ချင်းနဲ့လေနေ့ရက်တွေကောင်းလေပါကိုအဝိုင်းဝန်းကကိုခံကြမှာဖြစ်ပါတယ်နံပါတ်3အဝယ်စားလျှော့ဝယ်ပါအစားအသောက်ထန်းချုပ်စားပါအဝယ်စားနဲ့ရင်ကောင်းကြီးမင်္ဂလာတိုးပြီးအစားအသောက်နဲ့ရင်အသက်ရှည်ပါတယ်နံပါတ်4ငါပတ်စံရှိလာမှာပါလို့နေတိုင်းအတန်တိတ်ရွတ်ပါယုံကြည်မှုရင်ရှိမှဥစ္စာဒနာကနောက်ကလိုက်လာမှာပါနံပါတ်5ငွေကြေးထောင်တောင်းလောက်ချေပြီးပြန်မဆက်ရင်ဝေးရှောင်ပါနံပါတ်6ပတ်စံစုတက်အောင်တင်ယူပါနှစ်ဝက်ကိုဘယ်လောက်စုမဲသတ်မှတ်ပါနံပါတ်9တခွန်းမေး10ခွန်းဖြည့်ရဲ့အကျင့်ကိုပြင်ပါနံပါတ်10စာပိုဖတ်ပါတရေစာလျှော်စားပါညံ့ညအိပ်ပါစိတ်ကြည်မှခန္ဓာကျန်းမာပါမယ်နံပါတ်9စိတ်သဘောထားတိမ်မွေးမှကောင်းကြီးမင်္ဂလာတိုးပါပါတယ်နံပါတ်10ကောင်းကြီးမင်္ဂလာအားလုံးကကိုယ်စိတ်နေစိတ်ထားမှတည်ပါတယ်ကံကောင်းခြင်းရင်ကိုပြောင်းလဲခြင်းကစတင်မှာဒါဆိုဒီနေ့ဘယ်တစ်ခုရင်လုံးမလဲငါပတ်စံပို့ရှိလာမှာပါငါပတ်စံပို့ရှိလာမှာပါအခုလိုဘူးတုတလေးများကိုဆီယာမနိုင်နိုင်စနေ Facebook မှာမျှဝေပေးလိုက်ခြင်းပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်